阿是，对表演阿是谁做嘛？ပြောစမ်းမှာမစိုးငန်းကြီးငါတို့ကညီကိုတွေပဲကွာ ဘာဘူးအဆက်လမ်းမော်တက်ပြဿနာရှာတွေအစင်မပြေစီဝါရဲ့ချင်းနေမကောင်းတော့နည်းနည်းလုပ်ငန်းလေးတစ်ခုတော့ပြန်ပြောင်းလုံးမှရမယ်ထင်တာပဲအဆက် ပြောကြည့်စမ်းငန်းကြီး အဲ့ဒီစိတ်မစိုးနိုင် ဟာငါတို့ညီကိုတွေပါစိတ်ဆိုးစရာစောက်ကြောင်းမရှိဘူးငန်းကြီးပြော အင်းချရလို့မှပြောပါစေ ပြောညီလေး အရှင်တို့မိတ်ကလေးလေးပြန်လင်းအောင်လို့ နေကောဒုက္ခတွေပေးနေတာနေဒုက္ခတွေပေးတာ အဲ့လုံးချင်တာ သမီးရဲ့လင်ကစိုင်းရင်မို့လေ စကားကိုကုံစားစကားကိုကုံမပြောစမ်းနဲ့အမီလေးလင်ကအောင်စပူအောင်စပူနဲ့ရှင်ချင်းသမ်းမှသမီးရဲ့ မမီရဲ့ စိတ်နဲ့ရဲ့ မမီရဲ့လင်ကလေခီလာရင်မင်းနဲ့တူသမီးရဲ့ပြောမလားလေ ပြောရလိုက်တာသမီးလေးမလေးတော့သမီးနဲ့တူတူစိတ်နဲ့တူတူမမီကတော့အောင်စပူမအောင်စပူ သမီးကလင်ကပိုချောတာပါတော့ ဒီလိုလုပ်ကြည့်ပါလားသမီးလေးမမီလာလိမ့်မယ်မမီကိုမေးကြည့်လိုက်သူကချောတယ် အဲ့ကောင်မလေးညီတို့နှစ်ယောက်တည်းနဲ့ပွဲတွေကိုတော်တော်ဖြစ်နေကြတာဟုတ်လားမလေးဟမ်ကောင်မလေးမင်းတို့နှစ်ယောက်တည်းနဲ့ကိုငါအိမ်ပွဲတွေကိုလုံးလုံးဖြစ်နေကြတာဘာတွေဖြစ်ကြတာပြောစမ်းပြော မပြောတော့ကောချင်ပါဘူးမမီရဲ့လင်းပြိုင်ပြီးတော့ဂုံတု ဘသူနဲ့တို့ မေသမီးလေးမေသမီးငယ်မပေါ့ ဖြစ်မှဖြစ်ရလေ သူလင်း ဘသူတော့ ပြုံမင်းသားကျော်ဘုကောင်ဘူးဆိုင်ရမလို့ တော့ပြောတယ် သမီးလော်ရကင်အော်သူနဲ့ shocking လာလေမေသမီးကအေးရမလဲမေရတယ်လေ မမီရဲ့စဉ်းစားကြည့်လေစိုင်းရင်မို့တအားချောတာအောင်စပူမိပါမလားမမီရဲ့ စိတ်ကူးတွေရင်းနေကြတာဟုတ်လားဟမ်စိတ်ကူးတွေရင်းနေကြတာဟမ်နင်တို့ကဟမ်အဲ့ဒါငါလောတင်နေတိလာရှောင်းတော့ကောင်မတွေငါသားမိချင်းမို့လို့ဘောပါနာဒီတို့လော်ကင်နေကိစ္စခဏထားလိုက်အောင်နော်ငါတို့အခုမမီဘိုးလေးကပြောထားတယ်မနေ့ပြန်ဟိုတိုက်ချုံမဲ့ကိစ္စငါသမီးလေးဘလို့စီစဉ်ထားတော့ လင်းမေဒီကိစ္စမေဘေးနာမှာသမီးကြောင်လို့ရှိ သမီးပြော အားလုံးစီစဉ်ပြီးသွားတယ်လင်းကိစ္စနက်ပြန်ကိစ္စမနက်ပြန်ကိစ္စတကန့်နေထားတာမေသမီးငယ်မေးကြည့်ပါ ပြောတတ်တယ်နော်ငါသမီးလေးကသမီးပြောလား တော့အကောင်လုပ်ပြီးသွားပြီကြော်ပွဲတွေရောလက်တီကိုကပ်ဖို့အုံးဝဲတွေရောအကုန်စီစဉ်ပြီးသွားပြီဟောလေမမီးကိုပြောမလို့ဟုတ်ကောင်းနှကောင်လေးပေါ်မလားကြာပြီ ဟုတ်ပါခုမှတတိယပေးစမ်းငါ့ကိုဖုန်းအဲ့ကောင်မ ဒီအပိုင်းတွေကရှီရလက်ခံတာငါတို့ကောင်အလုပ်ကလည်းမရှိဘူးဖြစ်နေတာတခုခုတော့ကြံမရမှာပဲ အေးငါလည်းကြမ်းနေတာပဲကွာဒီပုံနဲ့ဆိုတာဟောတဲ့ဒီစီကြမင်းကနေအောင်ဆင်းမပြေဘူးလို့ မဲဘဘတော့ငါတို့ဖန်မှရတော့မှာ ချာတော့ချာပါကွာဘယ်လိုချာလို့ရှာမှန်းမသိဘူး ဖုန်းတော့လာနေကင်တော့ကင်ရှိလိုက်ဒီလိုလုံးကျော်အာစီငါတို့ခွင်တော့ရပြီကင်ကြီးလိုက် ကန်လိုက် ကင်လိုက်တော့ ဟယ်လိုအာဒီ လူခေါ်လိုက်တယ်ပြန်ခေါ်လိုက်စမ်း အာစီလို့ခေါ်တာအာစီကဘာဖြစ်လို့တော့လို့အာစီကလည်း အစီမတော့ဘူးမမီဆိုကြီးဟဲ့ မမီဆိုကြီးတဲ့ဟုတ်တယ်လို့အာဒီ ဟုတ်ပါတယ်အိမ်လာခဲလိုက်ကြအောင်နော် ပြောတို့အာစီကဘာဖြစ်ကုန်တာလဲမသိပါဘူးကွာ ငါတို့အာစီကဘယ်လိုတွေဖြစ်နေလို့တော့ လုံးရနေပြားကုန်ချင်တာပါပဲအေး ကဲဆိုလေဝကြီးငါတို့အစိတ်သွားကြအောင်ကွာ အာဒီသမီးရဟုတ်ပါဘူးအာဒီကျွန်တော်ရပြီအာဒီ သမီးအိမ်ရှိကခေါ်တယ်ကြားတယ်တော့ကြည့်လိုက်စမ်းငါသမီး မေရလေဖုန်းရောက်နေမှာပေါ့လာပြီလေ ဟုတ်လား
ကြာရင်သမီးပဲတော့ဖွင့်ပေးလိုက်မယ်နော် โอเค ဟာငါကောင်နေဘလို့ဖြစ်ကုန်တာတော့မင်းတို့က ဘယ်လိုဖြစ်လဲဆိုတော့နောက်မှပြောမမီနဲ့တွေ့လိုက်အောင် ဘယ်မှမီတော့ ဟဲပေါ်တော့မမီကတက်ကြည့်လိုက်အောင် သွားမယ်လား အဲ့ဒီဘလို့ဖြစ်ကုန်ကြတာတော့ အခုမိတ်ကလင်းနေကြတာဘာမှစဉ်းစားမနေနဲ့တော့မနေ့ပြန်ငါတို့ ਨੇ ရွှေဆန်းကိုလိုက်ခဲ့လိုက်တယ် ဖြစ်ပါမလား ဟဲဖြစ်ပါတယ်ပြောသွားစီရမယ်အဲ့ဒါကျွန်တော်တို့ကဗတ်ဆက်လောက်ရမှာတော့ နာမနေနဲ့အမေတယောက်လုံးရှိတဲ့အမေတို့ဖွင့်နေတာလာခဲ့လိုက်တော့ သမီးတို့သွားမယ်လားဟဲ့ကောမလေးဘယ်မဲရောက်နေကြလဲမသိဘူးကောင်းပါလေညီတို့သွားမယ်လာမယ်ဆိုလို့ရှိရင်เนาะငါမပြောချင်ဘူးเนาะအခုလင်းသွားရှာမှာမဟုတ်ဘူးအမားတော်ရှိသွားရမှာလေအေးနောက်ကျကုန်လိမ့်မယ်သူချက်ချင်းကားပေါ်တက်မပြောချင်ဘူးကို ကျမတို့ရွယ်လှဖို့ရဲ့အသက်မကြီးတဲ့မောင်ရဲ့ထိရမရင်းလေးဆွေးဖို့ရွှေစာရန်ကိုအရာသွားလို့ဝဲ ကဲတမော်ကီတို့ပျော်လိုက်ကြရအောင်ရောက်ပြီသမီးကတော့ပျော်မှာနော်မေပျော်မယ် ဒီဟာမှလည်းမြင်မှုလို့ပဲရင်တစ်ခါတော့ငါတို့ကိုလာပြီးပြဲတယ်ဇိုးအုပ်စုတွေပဲဘလို့တွေပြကုန်ကြတာတော့ မင်းငါတွေ့ဘူးလို့ပဲနော် တွေ့ဘူးမှာပေါ့ရှင်တို့တစ်ဖွဲ့လုံးသူကဝိုင်းဖြဲခဲ့ကြတာလေ စမရှိပါနဲ့ငါညမရေအမလည်းလေတိလားအခုအကျွတ်တရားရသွားပါပြီ ကဲခုပါလုံးမအောင်ချော့မလားနောက်မှလည်းစောင့်နေတဲ့လူတွေအများကြီးပဲလောက်ချိန်မရှိဘူး ကဲသမီးတို့ရေမေတို့တော့ချော့ကြရအောင်လေဟုတ်ကဲ့ ကောမရဲ့ဒီမှာငါသမီးတွေပြောနေတာဒီမှာလို့ချက်တိုင်းလိုက်တာချိန်ပြည့်ပြီလေဖြစ်မှဖြစ်ရလိမ့်မယ်ဒီမှာငါတို့ပုံမှန်သွားမှာဒီမှာဖြစ်မှတော့အဲ့လိုများတော့သမီးတော်တွေပုံလုံးအများကြီးပဲပြောသေးရမယ်တိုင်းမှာပြောတန်းပြဆက်တီးပြမမလိုက်ကြည့်လိုက်ပါဦးနော်โอเคစိုက်ကြရအောင်မောင်လေး